ဟုတ်တယ်မိမကျွန်တော်မိမကျွန်တော်မိမသူကစကားမသိအဲ့ဒါကြောင့်ကျွန်တော်သူ့ယောက်ျားသူနဲ့ကျွန်တော်နဲ့ယူတဲ့အချိန်ကျွန်တော်တို့ဟိုနေကနေလာတယ်နထိုးကြီးအဲ့မဖွင့်နဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါညီမတို့ကလည်းပြန်စစ်ဆေးတဲ့အခါမှာစစ်ဆေးကုတ်တွေချဆောင်ပေးမှဖြစ်ပါတယ်ကုတ်လားဖုန်းလေးမချပဲ message နဲ့ဝင်ကြည့်ထားပေးပါတက်လာတဲ့စစ်ဆေးကုတ်ကလည်း6လုံးတွေ့ဆိုရင်အများလေးပြန်ပြောပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်မြန်ထိုးတော့မြန်ထိုးနော်2မိနစ်ကြော်တယ်နော်2မိနစ်ကြော်တယ်ဆိုပိုင်စနေကနော်ပိုင်စနေကအများကြီးရှိတယ်နော်ပိုင်စနေကအများကြီးရှိတယ်နော်အဲ့ဒါ2မိနစ်အမြန်ထိုးနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြန်လေးကြည့်ပေးပါကနလေး6လုံးတက်လာတော့ကြည့်ပေးပါကြည့်မနော်ဟုတ်ကဲ့ပါရှင်ကြလာလားမကြသေးဘူးလေကွာဟုတ်ကဲ့ပါ message ထဲမှာကြလာမှာဖြစ်ပါတယ်အပြင်ထွက်တော့ဖုန်းကြသွားမနော်ဟုတ်ကဲ့ပါဖုန်းလေးမချပါနဲ့ဖုန်းလေးမချပဲ message ထဲဝင်ကြည့်ထားပေးပါအဲ့လိုနေမတတ်ဘူးလေကွာဟုတ်ကဲ့ပါလေတက်ကလေးနဲ့ထွက်ပြီးတော့ message ထဲဝင်ထားပေးပါနေမတတ်ဘူးလို့နေမတတ်တယ်အဲ့ဒါဖုန်းပြန်ဆက်မလားဖုန်းပြန်ဆက်လိုက်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအများဆုံးလေးတော့ကြည့်ပေးပါနော်ကြည့်ပြီမနော်ခဏနော်စောင့်ပတ်စံများကြီးရှိလို့လေအရန်ကြောက်နေပြီဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါပိုက်စံနော်အဲ့ဒါအရန်များတယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြန်ပို့နော်ဒီကအမြန်ပို့လိုက်နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကနလေး6လုံးအများလေးကြည့်ပေးခဏနော်6လုံးနဲ့